ဒါမေးရင် over speed trade test စမ်းတာလေးပေါ့နော်ကျွန်တော်တို့ဒူဝင်းအင်ဂျင်ဟာလေးကိုကျွန်တော်စလုပ်ကြည့်မယ်အဲ့တော့အရင်ဆုံးမှာဒီကောင်ဒီ ECR auto ဖြစ်ရမယ်နော် ECR auto ဖြစ်ရမယ်အလန်းတစ်ချက်နှိပ်ရလား ECR auto ဖြစ်ရမယ်ဒီကောင်ဒီ finish win engine ဖြစ်ရမယ်ဒီကောင်ဒီ stop position ဖြစ်ရမယ်နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကဒီကောင်ကို test move ကိုသွားလိုက်မယ် test move ကိုသွားရင်ဒီ certify နှစ်ခုက main engine store order ရော main engine revolution ရောအဲ့ဒီကောင်က certify ဖြစ်နေရမယ်နော် certify မီးစိမ့်လေးလင်းနေရမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့က test move step ကိုသွားမယ် test move step ကိုသွားရင်ဒီမှာ over speed setting ကိုကျွန်တော်တို့က88ထက်ပိုပြီးတော့ကျွန်တော်တို့ကတင်ပေးရမယ်88တင်ပေးရမယ်88တင်ပေးမယ်နော်88ထိကျွန်တော်တို့တင်ပေးမယ်88ထိတင်လိုက်လို့ရှိရင်အလန်းလာအဲ့ဒါကျွန်တော်တို့ over speed trade အလန်းစမ်းတာဖြစ်ပါတယ် okay ပြန်ပြီးတော့ကျွန်တော်တို့ပြန်ထွက်မယ်ဘယ်ကနေပြန်ထွက်မလဲဆိုရင်ကျွန်တော်တို့အားလုံးပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒါစမ်းပြီးပြီဆိုတော့ test move and ကိုကျွန်တော်တို့နှိပ်လိုက်မယ်အဲ့ဒါဆိုရင်အားလုံးဟိုမူလ position ကိုပြန်ရောက်သွားပြီအဲ့ဒီအချိန်မှာကျွန်တော်တို့က call reset ကိုပြန်နှိပ်မယ်เนาะ call reset ပြန်နှိပ်မယ်เนาะနောက်တစ်ချက်ကဒီကောင်မှာလည်းဒီတိုင်းပဲ system reset ပြန်နှိပ်မယ်နောက်ဒီကောင်မှာလည်းကျွန်တော်တို့ကအလန်းပြောက်သွားပြီအဲ့တော့ call reset ပြန်နှိပ်မယ်เนาะနောက် monitor အဲဆိုရင်ဒီမှာလည်းအားလုံး normal ဖြစ်သွားပြီအဲ့တော့ system reset အလန်းလေးတစ်ချက်နှိပ်ထားလိုက်shut down ကြံအောင်ပါเนาะရှင်နော်ဒီမှာက auto shut down ကြံမယ်เนาะ okay เนาะပြီးသွားပြီနောက်တစ်ခါကျတော့ system reset ကြံမယ် okay เนาะနောက်တစ်ခါကျတော့ဒီကောင်ကြံမယ် over speed ပြီးသွားပြီเนาะအဲ့တော့ကျွန်တော်တို့က safety okay call reset เนาะအကုန်လုံးဒီမှာစိမ့်သွားပြီစိမ့်တဲ့အထိကိုကျွန်တော်တို့ကပြန်သွားအောင်အဲ့ဒါပြီးသွားတာ ਨੇ ဒီကောင်ကျွန်တော်တို့ကအခုဘာကြံမလဲဆိုတော့ဒီမှာ interlock တစ်ခုကြံမယ်အဲ့ဒီ interlock ကဘာ interlock ဖြစ်မလဲဆိုတော့ကြည့်လိုက်မယ်အဲ့ဒီကောင်ကဒီမှာကျွန်တော်တို့ဒီ step interlock တစ်ခုကြံနေမှာအဲ့တော့ step interlock ကိုကျွန်တော်တို့ကဘယ်လိုပြန်ဖြောင်းမလဲဆိုတော့ဒီကောင်နေပြီးတော့ကျွန်တော်တို့ ECR ကို manual ပြန်ပြောင်းမယ်ဒီမှာ ECR auto ကနေပြီးတော့ ECR manual ပြောင်းလိုက်မှ ECR manual ပြောင်းသွားပြီ ECR manual ပြောင်းသွားမှကျွန်တော်တို့ဒါအားလုံးကမူလ position ကိုရောက်သွားတယ်ဒါဆိုရင်ဒါ over main ရင် over speed trade စမ်းတာပြီးသွားပါပြီ